အားလုံးပဲဘောလုံးချစ်ပရိသတ်များမင်္ဂလာပါယနေ့ညရှင်ပြန်ကစားမဲ့မန်ချက်စတာယူနိုက်တက်အသင်းနဲ့ဖူလ်ဟမ်အသင်းဟာဘယ်သူအနိုင်ယူသွားမလဲဆိုတာကိုကျွန်တော်တို့စစ်ဝင်တစားစောင့်ကြည့်ရမှာအနေထားဖြစ်ပါတယ်မန်ချက်စတာယူနိုက်တက်က Old Trafford မှာဖူလ်ဟမ်အသင်းကိုရှင်ပြန်ကစားခဲ့ရမှာဖြစ်တဲ့အတွက်ည8 နာရီခွဲတိတိမှာချစ်ပရိသတ်များအစဉ်သင့်ဖြစ်ပြီးတော့ဒီပွဲဘယ်လိုစင်ခုံမှုတွေဘယ်လိုစိတ်ဝင်စားမှုမျိုးတွေဖြစ်လာမလဲဆိုတာကိုကျွန်တော်စောင့်မျှော်ရမှာဖြစ်ပါတယ်။မင်းညာကရှင်ပြန်ကစားခဲ့တဲ့ပွဲစဉ်24မှာတော့အာဆင်နယ်ကလှလှပပနဲ့အနိုင်ယူခဲ့ပြီးတော့ချယ်ဆီအသင်းလည်းအနိုင်ယူခဲ့တယ်။လီဗာပူးအသင်းလည်းအနိုင်ယူမှုနဲ့အတူအတီးတီးအဆင့်၄အဆင့်၅နေရာကိုဆက်လက်ပြီးတော့ဦးဆောင်ခဲ့ကြတာကိုကျွန်တော်မြင်တွေ့ရတာဖြစ်ပါတယ်။အာဆင်နယ်ကတော့သူ့ရဲ့အဆင့်1ကိုဆက်လက်ပြီးတော့ရည်တည်နေစေဖြစ်ပြီးချယ်ဆီအသင်းကတော့အဆင့်၄နေရာမှာလီဗာပူးအသင်းကတော့အဆင့်၅နေရာမှာအတီးတီးဆက်လက်ပြီးတော့ရည်တည်နေတာဖြစ်ပါတယ်။ယနေ့ညရှင်ပြန်ကစားမဲ့မန်ချက်စတာယူနိုက်တက်ကဒီပွဲသာအနိုင်ယူခဲ့မယ်ဆိုရင်အဆင့်၄နေရာကိုထိုက်တန်တက်ရှိသွားမှာဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက်အတွက်တော့ဒါစိတ်လှုပ်ရှားစရာတကယ်ကိုရင်ခုန်စရာတကယ်ကိုစိန်ခုံမှုမျိုးတွေဖြစ်ပါတယ်ဘယ်လိုအနိုင်ယူမှုမျိုးတွေရှိမလဲဆိုတာကိုပရိသတ်များကြည့်ရှုဆောင်စားရမှာဖြစ်ပါတယ်မန်ချက်စတာယူနိုက်တက်ကိုအားပေးဖို့ရန်အတွက်မမေ့ပါနဲ့အားလုံးပဲဘိုင်ဘိုင်ပါ